ဒီကတော့ရွာမှာရွာဘက်မှာပေါ့မင်္ဂလာဆောင်လေးသွားတယ်ဘလော့လေးပေါ့ညီလေးတယောက်ရဲ့မင်္ဂလာဘာလို့တော့ဝေးမှာပေါ့ဒီက6မိုင်9မိုင်လောက်တော့ဝေးမှာပေါ့ဖတ်လို့ပြောနေအခုဒါဖတ်တော့ထွက်တယ်အထွက်လေးကိုရိုက်ပြတာပေါ့နော်တော့ရဲ့တဘာဝတော့ရဲ့လာကိုအဲ့တော့ငလင်နဲ့ထိသွားတာလေးပေါ့နည်းနည်းလေးပေါ့လက်ကွင်းထဲမှာဘာလိုက်တဲရီလားတဲရီထွက်လာကွဲပြီးတော့ငန်းလေးလည်းနည်းနည်းတော့ဘာညာဟောကွာဒါကတော့ဝတ်ကျင် sorry ဘာပေါ့အမသူအုပ်ဖို့စာစုကနာစုကျွန်တော်ကောင်းလေးကိုထွက်တဲ့လမ်းကျော်လေးကိုအာပါသူလည်းထိတာဟာဒီဘက်ကိုမရောက်တာတစ်နှစ်ကျော်ပြီသူလည်းနည်းနည်းတော့ထိသွားတာတရားဘာမှမဖြစ်လို့ဆက်ပြောင်းမှာဖြစ်တယ်ညာဖြစ်တယ်ဒီမှာရေးတော်မရှိဘူးရှောက်ပြောနေပြီးပြားကောင်ဒါတော့တောင်မသူဘက်ကတောင်မသူဆက်ဆွဲတော့တောင်မသူဒီမှာတောင်မသူရတယ်မီးရရပုံမီးလင်းကုန်ပြီဘာညာလမ်းနေရဒီဘက်ကြောတွေကတော့ရှယ်ပဲပေါ့မင်းနီလမ်းတော့ရဲတဘာဝတော့ရဲလာကိုဘာညာတယောက်တည်းဆိုတော့တယောက်တည်းပြုတ်နေတယ်မပြေဘူးရိုက်ချက်တွေကပေါ်ထွက်နေတယ်ရဟင်းမှာဖြုတ်နေပါလေဘယ်ဖြစ်ပါလဲအေးလောက်ပါညာတော့ဘာမှမဖြစ်ပါဘူးလို့ဟုတ်လားအဲ့တော့ဘုန်းကြီးကျောင်းအဲ့လည်းမီးရပါတယ်လေဘုရားမှာစာတင်ကျောင်းဒီညကုန်းလမ်းတွေပါတော့လှုပ်လိုက်ပြန်ရတော့ကြာပြီတနေ့ကြော်ပြီတနေ့တော့မဖြစ်သေးဘူးတင်တယ်ဒီခေါက်စိတ်လာရောက်သေးတယ်ခေါက်ဆိုင်ကပေါက်ပြီးတယ်မရောက်တော့အဲ့တော့ခဲ့အဲ့တော့မြင်ရတာဘောလာတွေတွေ့ရကြပြီဖတ်တော့နဲ့ကတွေ့နေကြတာကြီးကျယ်ရှောင်းမတော့ပါနဲ့လူရှောင်းမနေတော်တာဆိုခင်မျိုးကောင်ရတာစိတ်မကောင်းဘူးလူကောင်ရတာလေဒီခုပါမြေကွာဘာမဲလို့ဘာရိုက်မလဲအခုလေးရောက်တာ
မ်အခုလေးရောက်တာသွား မလို့ကလေးကနေနေ မမတော့မင်းပဲတော့မင်းပဲတော့မလဲ ဒီကလေး မရတော့ဘူးမြကွင်းထညွန်နေပါ ရှိတယ် တော်ပြီ ဒီမှာခါလိုက် စဉ်းစားလေကွာမင်းစီဘနိုးကောင်ပါလေဟဲ့ဟာလာဒီတွဲကောင်မင်းကြလာတော့ဖြုတ်နေရလားငါကောင်မော်ကြီးငါကောင်မော်ကြီးပြန်တော့မကွာပါပါပြီပါကုန်ပြီပါကုန်ပြီတယောက်ကလုံးပါကုန်ပြီဟမ် လောင်း ဟမ်ပြန်တော့မယ်ပြန်တော့မယ်ဟေး